အားလုံးပဲမင်္ဂလာပါမျော်လင့်စရာလူငယ်ကပါအစီအစဉ်မှနှုတ်ခွန်းဆက်သားအပ်ပါတယ်ဒီကနေ့မှာတော့စစ်မိုးလူရေးသားထားတဲ့ expire မဖြစ်ပါစေနဲ့ဆိုတဲ့ခေါင်းစဉ်လေးနဲ့ဖော်ပြပေးချင်ပါတယ် expire မဖြစ်ပါစေနဲ့တက်တန်းကုန်တက်တဲ့လောကကြီးမှာတက်တန်းမကုန်တာချစ်ချင်းမြတ်တာပဲရှိတယ်အရာအလုံးကexpire date ဆိုတဲ့ခေါင်းစဉ်အောက်မှာရှိနေပေမဲ့ကိုယ်တိုင်တိဆောက်လို့ရတဲ့မြစ်တာကတော့ expire date မရှိဖို့လိုတယ်။လူပြိုအပြိုဘဝဆိုတာကလေမင်္ဂလာဆောင်တဲ့နေ့မှာပဲတက်တန်းကုန်ခဲ့မိကုံရန်ကုန်တသေးတုံအောင်ချစ်ခဲ့ကြတဲ့ချစ်သူရည်စားဘဝနဲ့အိမ်နောက်တဲ့ဘဝကနေ့ချင်းညချင်းမှာဟိုဘက်ကန်းနဲ့ဒီဘက်ကန်းလိုပဲမျော်မှန်းထားတယ်လို့မဖြစ်တာလည်းရှိမယ်ကြုံမသိတာလည်းသိလာတာလည်းရှိမယ်ထင်ထားတာထပ်ပိုတဲ့ပျော်ရွှင်မှုတွေလည်းရှိမယ်နေခြင်းလို့နေတာထက်နေသင့်တယ်လို့နေရမယ့်ဘဝအဖြစ်ပြောင်းသွားရတာလည်းရှိခြင်းရှိမယ်မင်္ဂလာအခမ်းအနားဆိုတဲ့တရားလေးကိုဖျက်သွားပြီးရဲ့နောက်ဟိုဘက်ကန်းကမိထိန်ထိန်ဒီဘက်ကန်းကမိထိန်ထိန်ဖြစ်ဖို့ဆိုတာမပြောင်းလဲတဲ့ချစ်ချင်းမြတ်တာက expire မဖြစ်ဖို့လိုတာကိုခံစားမိရဲ့အခက်ခဲအမျိုးမျိုးတွေကြုံတွေ့ပြီးဘဝမှာမှုန်တိုင်းတိုက်ခတ်မှုအရှိဆုံးအခြေအနေဒုက္ခဒုက္ခအလုံးစုံကျွံလည်ကုန်သောမိသားစုတစ်ခုမှာမယိုင်မလဲခိုင်မြဲဖို့အတွက်အဓိကတော့ချက်တစ်ခုတော့ရှိတယ်အဲ့ဒါကတော့အရာရာတက်တန်းကုန်တက်တဲ့လောကကြီးမှာတက်တန်းမကုန်တဲ့အချစ်တွေနဲ့လူဘဝတက်တန်းကုန်တဲ့အထိချစ်သွားကြဖို့ပဲလိုပါတယ်မိသားစုတွေအားလုံးနဲ့တကွလူငယ်မောင်မယ်အရောက်စီတိုင်းချစ်ချင်းမြတ်တာတွေတက်တန်းမကုန်တဲ့ချစ်တွေနဲ့ချစ်စွာနိုင်ကြပါစေလို့ဆန္ဒပြုရင်းအားလုံးပေါ်ဖျားခင်ကောင်းကြီးပေးပါစေတကယ်တော့ကျွန်တော်တို့လိုအပ်နေတာတယောက်နဲ့တယောက်ချစ်ကြဖို့ပါပဲအဲ့တော့ကျေးဇူးပြုပြီးချစ်ကြပါချစ်ကြပါချစ်ကြပါYeah ဟုတ်တယ်တို့ရင်ပတ်တဲ့ကဖြူစင်တဲ့အချစ်စစ်တွေနဲ့ကဘာကြီးကိုအယောင်ချေကြရအောင်နော်ဟုတ်ပြီနော်ကဲအားလုံးသမီးလေးချစ်ကြပါ Yeah ချစ်ကြပါချစ်ကြပါအားလုံးချစ်ကြပါချစ်ဟာလာပါရှင်သန်နိုင်ဖို့တို့လူသားတွေချစ်တတ်အောင်ကြိုးစားအတွေ့ဆုံကြရအဒီကပါမြေကြီးချစ်ကြစမ်းဟဲ့အမုံများကိုရက်အမုံများကိုရက်ပြေ No Hey ချစ်စနဲ့မြေချမ်းတဲ့ကဘာကြီးကိုဖန်ဆင်းဟုတ်တယ်မြေချမ်းတဲ့ကဘာ ချစ်စင်နဲ့ငိမ့်ချမ်းတဲ့ကဘာကြီးကိုအတူတူဖန်ဆင်းကြတို့လူသားတွေအားလုံးမိလို့ဒီလောင်တဲ့ဒီဘုံတရားတွေကြောင့်ဒီပါမြေဟာနာချင်းညညူနေတဲ့အချစ်တွေလုံးနေတဲ့အဲ့တော့မင်းသိပါတယ်ဒီကပါမြေကိုချင်နာရောက်တဲ့ရေချေကြစို့စံကြောင်းလေးတဲ့တို့ရဲ့ချစ်တွေစီးဆင်းနေလားအပင်လိုက်ပြင်မှမြင်နိုင်ပါတယ်ချစ်ရဲ့လိုင်းတွေမိုးသားတွေကတို့ရဲ့ချစ်တွေပေါင်းစည်းစေတာအချစ်ရောင်ကြီးတွေဒီကပါမြေကိုခြုံလွှမ်းပြီးအာတာလောဘမုတ်တီချင်းတွေဝေးဆုံးချင်ရင်အချစ်တွေနဲ့ဟောင်းလာပါနေမဲ့တို့ရဲ့ကပါကြီးအားလုံးချစ်ကြပါအားလုံးချစ်ကြပါကဲသမီးလေးပြောပြလိုက်ပါဦးကျိုးလူသားတွေလုံးသားတွေကဟုတ်ပြီစင်နဲ့ချစ်စစ်တွေနဲ့ကဘာကြီးကိုအယံချေကြရအောင်ဟေးအားလုံး
ကြပါချစ်ရလားပါရှင်သနိုင်ဖို့တို့လူသားတွေချစ်တတ်အောင်ကြိုးစားတွေ့ဆုံကြရဒီကဘာမြေကြီးချစ်ကြစမ်းဟဲ့အမုံများကိုရအမုံများကိုရအမုံများကိုရပြေ No 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 Hey Listen and make Digoဟုတ်တယ်Listen and make တို့လူသားတွေရဲ့နှလုံးသားတွေကပြူစင်တဲ့အချစ်စစ်တွေနဲ့ကဘာကြီးကိုအယောင်ချေကြရအောင်ဗျာအားလုံးတော့အတူတူကမိလိုပူလောင်တဲ့ဒီမုံတရားတွေကြောင့်ဒီကဘာမြေဟာနာနာချင်းချင်းညီညွတ်နေတဲ့အချစ်တွေလိုနေတယ်အဲ့တော့မင်းသိပါတယ်ဒီကဘာမြေကိုချစ်နာရောင်တဲ့ရဲ့ချေကြဆိုဆန်းကြောင်းလေးတဲ့တို့ရဲ့ချစ်တွေစီးစင်နေလားပင်လေပြမမြင်နိုင်ပါတယ်ချစ်ရဲ့လိုက်တွေမိုးသားတွေကတို့ရဲ့ချစ်တွေပေါင်းစည်းစေတာအချစ်ရောင်ကြီးတွေဒီကဘာမြေကိုခြုံလွှမ်းပြီးအာတာလုံးလုံးဒီချင်းတွေဝေးဆုံးချင်ရဲ့အချစ်တွေနဲ့ဟောင်းလာပါနေမဲ့တို့ရဲ့ကဘာကြီးကဲအားလုံးချစ်ကြပါချစ်ကြပါအားလုံးဟောပါအားလုံးချစ်ကြပါချစ်ကြပါကဲတော့ဟောပါတရားလာကြဟေးအားလုံးချစ်ကြပါချစ်ကြပါအားလုံးကဲအားလုံးချစ်ကြပါချစ်ကြပါကဲအားလုံးဟေးချစ်ကြပါ Word of Hope မှာထုတ်ဝေထားသောခွန်အားပေးစာအုပ်ငယ်လေးများကိုအခမဲ့မှာယူဖတ်ရှုနိုင်ပါတယ်။မှာယူလိုပါက39 85 298 511တို့ဆက်သွယ်မှာယူနိုင်ပါတယ်။ရောက်စီတိုင်းပေါ်ဘုရားသခင်ကောင်းချီးပေးပါစေ။